ငွေကြေးကိုဒီပတ်စံကိုလိုချင်နေသူ့ကိုအရန် hungry ဖြစ်တယ်တကယ်ကို excited ဖြစ်စွာနဲ့အရန်လိုချင်နေဆိုတဲ့သူတွေစီကိုပတ်စံလာတတ်တယ်ပတ်စံဒီလိုလူမျိုးတွေကိုသဘောကျတယ်ဒါပေမဲ့မင်္ဂလာပါယူသက်ပါကျွန်မက traders တွေအတွက်အကြံဉာဏ်ပေးတဲ့ဝန်ဆောင်မှုတွေနဲ့သင်တန်းတွေကိုသင်ကြားပို့ချပေးလျက်ရှိပါတယ်ကျွန်မဒီဗီဒီယိုထဲမှာတော့ money mindset နဲ့ပတ်သက်ပြီးတော့ကျွန်မတို့အားလုံးသိပြီးသားလေးကိုနည်းနည်းတတိမိနေတယ်လို့လေးဖြစ်မှာဆိုလို့နေငယ်ထောက်ပြကြံပြုပေးချင်ပါတယ်ရှင်လူချင်းမင်းတို့ market ထဲမှာလမ်းမပြောက်သွားစေဖို့အတွက်ကျမတို့ trading map ကအမြဲတူရှိနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ the trading map ရဲ့ Telegram, TikTok, YouTube တွေကိုချိတ်ဆက်ထားပြီးတော့နေ့စဉ်ခါမဲစောင့်ကြည့်လေ့လာလို့ရပါတယ်။ကျမတို့အားလုံးသိပြီးသားဖြစ်တဲ့ money mindset တွေရှိနေပေါ့နော်။ဆိုတော့ပတ်စံကဘယ်လိုလူမျိုးတွေကိုသဘောကျလဲပေါ့နော်။အဲ့တော့ဘယ်လိုလူမျိုးတွေကပဲဒီပတ်စံကို attract လုပ်နေလဲပေါ့နော်။ဒါလေးနဲ့ပတ်သက်ပြီးတော့ကျမအနေနဲ့ထောက်ပြကြံပြုပေးချင်ပါတယ်ဆိုတော့ကျွန်မကတော့အချက်၃ချက်လက်ရှိမှာစဉ်းစားမိရေပေါ့နော်ဒီ trading နဲ့လည်းဒီချက်၃ချက်ကိုပြန်ပေါင်းဆက်ပြီးသုံးလို့ရနိုင်တာဖြစ်တဲ့အတွက်နံပါတ်1အချက်အနေနဲ့ပတ်စံကအရင်ကြောက်တတ်တဲ့သူတွေစီမှာမနေတတ်ဘူးကျွန်တော်တို့အလုပ်တစ်ခုလုပ်တော့မယ်ပေါ့နော်အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင် risk တွေကို challenge လုပ်တယ်တတိရှိရှိနဲ့လုပ်ရဲကိုင်ရဲနေပေါ့ဒီလိုလူမျိုးတွေကိုပတ်စံပို့ပြီးတော့သဘောကျတတ်တယ်လေအဲ့တော့တခုခုလုပ်မယ်ဆိုလို့ရှိရင်အရန်စဉ်းစားတွေးတောလို့အရန်ကြောက်တတ်တဲ့သူတွေပေါ့အမြဲတမ်းကြောက်ပြီးတော့စိုးရိမ်ပူပန်နေတဲ့သူမျိုးတွေပေါ့နော် risk တွေကို challenge လုပ်ဖို့တတ်သိမရှိတဲ့သူတွေပေါ့ဒီလိုလူတွေစီမှာပတ်စံဒီမနေတတ်ပါဘူးဒုတိယတစ်ချက်ကတော့စီးကံမရှိတဲ့သူစီးစနစ်မကြတဲ့သူပေါ့နော်အလုံးလုံးရင် plan မရှိဘူးစီးလက်ကမ်းနဲ့လုပ်တတ်တယ်ဆိုလို့ရှိရင်ဒီလိုလူတွေရှိမှာပတ်စံဒီမနေတတ်ဘူးလာခဲ့နေဆိုရင်တော့မှပဲကြာမနေဘူးခဏနေပြန်ထွက်သွားမှာပေါ့နော်ဆိုတော့ဒီလိုလူမျိုးတွေကိုပတ်စံအောင်မကြိုက်ပါဘူးနောက်ဆုံးတစ်ချက်ရှိပါတယ်ဒါအရင်ရေးကြည့်ပါတယ်ကျမတို့လွယ်လွယ်လေးဆိုပေမဲ့ကျမတို့ဒါကိုမတွေးမိတတ်တာမျိုးရှိတတ်တယ်ဘာလဲဆိုတော့ hungry ဖြစ်နေတဲ့သူတွေငွေကြေးကိုဒီပတ်စံကိုလိုချင်နေသူ့ကိုအရန် hungry ဖြစ်တယ်တကယ်ကို excited ဖြစ်စွာနဲ့အရန်လိုချင်နေဆိုတဲ့သူတွေစီကိုပတ်စံလာတတ်တယ်ပတ်စံဒီလိုလူမျိုးတွေကိုသဘောကျတယ်ဒါပေမဲ့ကျမတို့ငွေကိုတော့လိုချင်နေဒါပေမဲ့မရလည်းဖြစ်တယ်တတောင့်တတလေးပဲရတဲ့လောက်လေးပဲယူမယ်ပေါ့ပေါ့ပါပါပဲမရလည်းမတော့ဖြစ်ပါဘူးဒီတိုင်းပဲလုပ်ကြည့်လားဆိုတဲ့လူတွေပေါ့ဒီလိုလူမျိုးတွေဆိုလို့ရှိရင်ကျမတို့ပတ်စံသဘောမကျတတ်ဘူးဒီလိုလူမျိုးတွေရှိလို့လည်းပတ်စံဒီပမာဏအများစွာလာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့သူ့ကို hungry ဖြစ်ပြီးသူ့ကိုစားလောင်နေတယ်သူ့ကိုအရန်လိုချင်နေဆိုတဲ့သူတွေစီကိုပဲဒီငွေကြေးတွေကလာတတ်တာပေါ့ဆိုတော့ဒီအချက်၃ချက်ကိုကျမတို့ရဲ့အတွေ့အကြုံတွေရပါတော့ကျမတို့အားလုံးဒါသိထားတယ်ပတ်စံနဲ့ပတ်သက်လာလို့ရှိရင်အဲ့တော့ trading မှာလည်းဒီလိုပဲကျမတို့ trading လုပ်တဲ့အခါမှာကျမတို့ပတ်စံရှာနေတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီ၃ချက်ပြည့်စုံလားနည်းနည်းပြန်ပြီးတော့စဉ်းစားကြည့်ဖို့လိုတယ် trading ကိုလုပ်တဲ့အခါမှာအရန်ကြောက်နေသလားအဲ့တော့တွေးပြီးတော့စိုးရိမ်ပူပန်မှုတွေရှိနေသလားတကယ်ကို risk တွေကို challenging လုပ်ပြီးတော့ကျမတို့ဒီလောက်ရဲကာရဲတဲ့ပေါ့နော်trade ရဲတဲ့တက်တီကျမတို့မှာရှိပြီလားနံပါတ်1ချက်ဒါစဉ်းစားမယ်နံပါတ်2အချက်ဒါရှိနေပြီဆိုရင်လေဒါဒီစီကံမဲ့ဆိုတာကျမတို့ရှိနေလို့တော့မရဘူးစီစနစ်တကျစီကံတခြားနဲ့စီမံခန့်ခွဲမှုတွေကိုပိုင်နိုင်ပြီးတော့ plan နေနဲ့တည်တည်ချာချာအလုပ်လုပ်တတ်တဲ့သူမျိုးဖြစ်ဖို့လိုတယ်ဒီနှစ်ချက်ပြန်ပေါင်းဆက်ပြီးတော့မှနောက်တစ်ချက်အနေနဲ့အခြေခံရေးကြီးဆုံးဒီ trading ကနေပြီးတော့ရလာမယ့်ငွေဒီလုပ်ငန်းကိုကျမတို့စီးပွားရေးလုပ်ငန်းတစ်ခုလို့စဉ်းစားပြီးတော့ဒီလုပ်ငန်းကနေပြီးတော့ပြန်ရလာမယ့်ပတ်စံဝင်ငွေကိုကျမတို့ excited ဖြစ်စွာနဲ့တကယ်ကို hungry ဖြစ်ရမယ်လိုချင်ရမယ်ဒီလုပ်ငန်းကနေပြီးတော့အကျိုးအမြတ်တစ်စုံတစ်ခုငါရအောင်စူးစမ်းမယ်ပေါ့ငါရအောင် try မယ်ပေါ့အဲ့တော့ဒီလိုမျိုး excited ဖြစ်စွာနဲ့ဒီရတဲ့ငွေကိုကျမတို့စာလောင်နေရမယ်လိုချင်နေရမယ်ပေါ့လောက်တော့လောက်နေတာပဲမြတ်လည်းမမတော့မဖြစ်ဘူးဒီတိုင်းပဲလုပ်ကြည့်လိုက်တာပဲတတောင့်တတလေးနဲ့လှုပ်ဆက်ရှိတာလေးကိုလုပ်နေအထွေးဆက်ရှိတာလေးတော့ထွေးလိုက်နေမြက်လာလေကိစ္စတော့မရှိဘူးမမြက်သွားလည်းဘာမှမဖြစ်ဘူးဆိုတဲ့တတောင့်တတရှိနေတဲ့ဒီလိုစိတ်နေစိတ်ထားလေးနဲ့ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကနေပြီးတော့ကျမတို့မှန်းထားတယ်ဒီအောင်မြင်မှုတစ်ခုတော့ရအောင်မှာမဟုတ်ဘူးအဲ့တော့ကို့မှာဒီ၃ချက်ကဘာတွေချွတ်ယွင်းနေလဲဒါတွေပြည့်စုံနေတာဒါတွေတစ်ချက်စဉ်းစားကြည့်ဖို့လိုပါတယ်ဆိုတော့ဒီ money mindset လေးကိုကျမတို့ trading မှာပြန်ပြီးတော့အသုံးချပြီးတော့ဒီ၃ချက်လေးပြည့်စုံအောင်ကျမတို့စဉ်းစားကြည့်ပါ
တကယ်တော့ trading ဆိုတာကကျမတို့ဈေးကွက်ခံမှန်းသုံးသပ်တာဒီထက်ပိုအရေးကြီးတာဒီစိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ပါတယ်အဲ့တော့စိတ်ဓာတ်ပိုင်းဆိုင်ရာပြိုင်ပွဲတစ်ခုကစားပွဲတစ်ခုဆိုလို့ရှိရင်ဒီထဲမှာစိတ်ဓာတ်ကြံ့ခိုင်ပြီးတော့ကျမအခုနထောက်ပြသွားသလိုမျိုးကိုခံယူထားတဲ့ခံယူချက်တွေ mindset တွေမှန်ကန်တဲ့သူတွေဒီဒီပြိုင်ပွဲမှာရေရှည်ရပ်တည်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိနေမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီပြိုင်ပွဲကနေပြီးတော့အစောကြီးထွက်ခွာသွားနိုင်တယ်ကျွန်မအခုပြောပြပေးသွားတဲ့ trading နဲ့ပတ်သက်တဲ့ psychology ပေါ့နော်ကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာအတွေးအမြင်လေးတွေဒီဘာအားနည်းချက်ရှိနေလဲလိုအပ်ချက်ရှိနေလဲဆိုတာကိုစဉ်းစားသုံးသပ်ပြီးတော့ဒီလုပ်ငန်းထဲမှာကိုလိုအပ်နေတဲ့အရာတွေကိုပြောင်းလဲပြုပြင်စူးစမ်းပြီးတော့ဒီဖြစ်ဆွတ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒါမှသာရရှိရည်တည်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကအထောက်အကူတစ်စုံတစ်ခုပြုမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆုံပါမယ်နော်ဗီဒီယိုလေးကိုစောင့်ကြည့်လေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်တာယာတော့နေ့လေးတစ်နေ့ဖြစ်ပါစေ